အားလုံးပဲကျွန်တော်ပြောချင်တာကတော့ဒီ online လောင်းကစားတွေပေါ့နော် online လောင်းကစားတွေဒီကျွန်တော်တို့ရဲ့ကန်နဲ့ဆော့ရတာမဟုတ်ဘဲနဲ့software company တွေကနေပြီးတော့မှထင်းချုပ်ထားတယ်ဆိုတော့ကျွန်တော်ကနားလည်အောင်ပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ပုံမှန် online game တွေအဲ့လို online လောင်းကစားတွေဒီသူ့မှာ RTP rate ရှိရပါတော့ RTP rate တစ်ခုအစိုးရကခွင့်ပြုတဲ့ RTP rate တစ်ခုနဲ့ပဲသူတို့ကလဲပတ်ကြတာပါအဲ့ဒီ RTP rate ထက်နည်းတယ်ဆိုလို့ရှိရင်ဒါအဆင်မပြေဘူးပေါ့နော်အစိုးရကလည်းအဲ့ဒါမျိုးသူကခွင့်မပြုဘူးသူတတ်မှတ်တဲ့ RTP rate တွင်းမှာရှိမှဒါတရားဝင်ခွင့်ပြုတာဖြစ်တယ်အဲ့တော့ okay ကျွန်တော်ဒီမှာ RTP rate ကို manual ပဲကျွန်တော်ပြထားတယ်ပေါ့နော် manual ကျွန်တော်တတ်မှတ်မယ်ဘာလို့လဲဆိုတော့အားလုံးမြင်တာအောင်ပေါ့နော်ဒါပေမဲ့တကယ် software ဒီမှာကြတော့အဲ့ဒီ RTP rate ဒီလို manual တတ်မှတ်တာမဟုတ်ဘူးပေါ့နော်သူကသူ algorithm လောက်ထားပြီးတာမထားပါတော့ auto tracking လုပ်ပြီးတော့ algorithm ရ round လုပ်နေတာပေါ့နော်ဥပမာကိုက user အသစ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ RTP rate ကိုအဲ့လိုနည်းနည်းညှိပေးတာပေါ့ဗျာဒီတစ်ကိုညှိဆွဲတဲ့ပုံစံမျိုးနောက်နည်းနည်းလေးဆော့တာနည်းနည်းလေးကြာပြီဆိုလို့ရှိရင်အဲ့လိုမျိုးဒီအမြတ်စယူတဲ့ပုံစံမျိုးနောက်ဒီတကယ် O service တွေပါဖြစ်သွားပြီဆိုလို့ရှိရင်ထဲတဲ့လောက်ပတ်စံကုန်အောင်အကုန်ယူတာပေါ့နော်အဲ့ဒီပုံစံမျိုးဒီသူကတခါတည်း tracking လုပ်ပြီးတော့လဲပတ်နေတာဖြစ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကစားပြရင်းနဲ့ဒီ online game တွေမှာရှိတတ်တဲ့အဲ့ဒီ mind game ပေါ့နော် mind game လို့ပဲခေါ်မှာအဲ့ဒီဟာမျိုးကိုလည်းကျွန်တော်နည်းနည်းတွဲပြီးပြောပြပါမယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်လူသစ်ပဲဆိုပါတော့ကျွန်တော်စရမယ်နော်80လောက်ထားလိုက်အဲ့ဆိုရင်ဒါ okay အဲ့ဆိုရင်သူကဒီလောက်နှုံးမှဆိုရင်ကျွန်တော်ဆော့လို့ရှိရင်အမျက်ရမှာပေါ့ဗျာတိလားအမျက်ရမယ်ဆိုရင်စိတ်ဝင်စားတယ်ဒီဟာရတယ်ဆိုပြီးတော့အဲ့ဒီပုံမျိုးဖြစ်အောင်ကျွန်တော်လုပ်ထားတာနော် okay အဲ့ဒါဆိုရင်စပြီးတော့လှည့်မယ်နော်ကျွန်တော်90မကျွန်သူကတော့ဒီမှာတော့နိုင်တယ်လို့ပြရတယ်နော်ဒါပေမဲ့ကျွန်တော်လှည့်ရတဲ့အခါဒီ100ပေးရတယ်ဒါပေမဲ့ကျွန်တော်နိုင်တာက90ပေးရတာနော်90ဆိုတော့ကျွန်တော်ရှုံးမယ်နော် okay အဲ့တော့950ဖြစ်သွားပြီဒါမိုင်းဂိမ်းတစ်ခုနော် okay ဒါဆိုလို့ရှိရင်ရတယ်နော်ဒါပေမဲ့ထက်ရှုံးတယ်နော်ဒါပေမဲ့ overall တွက်လိုက်ရင်ဒီမုံမှာဆိုရင်ကျွန်တော်နိုင်မှာပဲပြီလားနော်ဘာလို့လဲဆိုတော့ तू ကပေးထားလို့လေ okay ရတယ်ဒါပေမဲ့ရှုံးသေးရပဲနော် okay ဒါဆိုရင်ဒါအရင်ပြန်ရတယ်နော် okay သူကဗျာတိရ100မှာ80လောက်ရအောင်နော်ဒါပေမဲ့ရတယ်ဆိုပြီးမြဲကျွန်တော်တို့တကယ်ရတာမဟုတ်ဘူးရှုံးနေတာဒီချိန်တစ်ခါတော့အဲ့လိုမျိုးပေးတတ်တယ်ဗျာတိလားそうね。Okay ဒါဆိုရင်ရပြီ okay အမှကြည့်ဒီမှာကျွန်တော်တို့ရဲ့အမြင့်ဆုံးစုကြီးဒီ9000ဒါပေမဲ့အဲ့ဒီ9000ကြီးကျန်တဲ့ဟာတွေလို့အများတန်းနီးရနေရမှာပေါ့နော် percentage အများနဲတဲ့နှုန်းတွေတော့ပေါက်တာနော်ဟုတ်တယ်နော်အဲ့ဒီဟာဒီဂိမ်းတိုင်းမှာရှိတယ်နော်အမြင့်ဆုံးစုကြီးဘယ်တော့မှထပ်တာမရဘူးနော်အရန်လှဲ့မှအရန်လုံးမှတာသူကတစ်ချိန်လောက်ထွက်တာအဲ့ဒီဟာတစ်ချက်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်နည်းနည်းထပ်လျှော့လိုက်မယ်အမြတ်နည်းနည်းစကြည့်လို့နော်အမြတ်စကြည့်မယ်လို့ရှင်โอเคလက်ရှိကျွန်တော်မှာ9250ရှိတယ်နော်ကျွန်တော်စဆော့မယ်နော်တဖြည်းဖြည်းနဲ့ရော့လာတယ်ကျွန်တော်တဖြည်းဖြည်းရော့လာနော်ဒီချိန်တစ်ခါလေးရတယ်နော်မရအောင်မဟုတ်ဘူးဒါပေမဲ့ရတယ်အဲ့ဒီမျိုးနှုတ်သွားတာပေါ့ဗျာဒီကဒါရေရှည်ဆော့လို့ရှိရင်သူအဲ့လိုမျိုးဆွဲတဖြည်းဖြည်းနဲ့အချိန်တိုတွင်းမှာမသိတာပြီမယ်ရေရှည်ကြရင်သိတာတယ်ပေါ့နော်โอเคဆော့ရင်လည်းကျွန်တော်ထက်တက်လာနော်တက်လာထက်ဆော့အဲ့လိုပဲဗျာတဖြည်းဖြည်းနဲ့ဒီကတက်လာရနော်โอเคထားပါတော့ကျွန်တော်အဲ့ဒါဆိုရင်အကုန်လုံးမယ်နော်ထဲမလောက်ပြအောင်ကျွန်တော်ဆော့ရအောင်နော်ကြိုက်ဆော့ပုံလာတဖြည်းဖြည်းနဲ့ကိုကအဲ့လိုမျိုးဆော့အားကောင်းတဲ့လူပတ်စံထဲတဲ့လူဆိုရင်အချင်းကြဆော့လေသူကပူပုံလာလေပဲပေါ့နော်ကြည့်လိုက်တဖြည်းဖြည်းနဲ့ပုံလာနော်နောက်တစ်ခုကျွန်တော်ဒီမှာတစ်ချက်ပြကြအောင်ဟောဒီမှာကြည့်
အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲ near miss လို့ခေါ်တာပေါ့နော်နိုင်တော့မလို့လို့ ਨੇ အဲ့လိုယူလာပဲပေါ့ဗျာပြောရရင်နော်ခွန်3လုံးဆိုလို့ရှိရင်ကျွန်တော်တို့က9000ရမှာနော်ဒါပေမဲ့ခွန်က2လုံးလောက်ဖြစ်နေပြီတစ်လုံးပဲလို့ပြောတာအဲ့တော့ဆိုရင်သူကကစားသမားကသူ့စိတ်ထဲမှာဟာငါနိုင်တော့မယ်ငါရကန်နေပြီဆိုတဲ့ပုံစံမျိုးနဲ့သူကထပ်ဆော့တယ်ထပ်လိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးလိုက်လို့ရှိရင်သူကတဖြည်းဖြည်းနဲ့လိုင်းနဲ့ကိုပုံတာဗျာသိလားတဖြည်းဖြည်းနဲ့အဲ့လိုလိုင်းရင်ပုံတာအခုဒီမှာကြည့်ကျွန်တော်ပတ်စံဘာမှမကြံတော့ဘူးနော်ဆော့ရင်နဲ့အဲ့ဒါကကျွန်တော်ဒီမှာ manual chain နေဘူးနော်တကယ်တမ်းသူsoftware တွေမှာဆိုရင်အဆင့်မြင့်တယ်ဗျာသူကသူ auto tracking ဒီ user account မှာ track လုပ်ပြီးတော့တခါလဲသူ့ရဲ့ algorithm က round လုပ်နေကြပါတော့နော် okay ဒါဆိုရင်ကျွန်တော်ထပ်ဆော့လဲကျွန်တော်ထပ်ရှုံးပါမယ်နော်အဲ့ဒါဆိုရင်ကျွန်တော် okay ပြန်ထားလိုက်မယ်ဒီကြောင်အစမဟုတ်ဘူးဗျာနော်အဲ့ဒါတဖြည်းဖြည်းနဲ့ပတ်စံပြန်တက်လာနော်ဟုတ်တယ်လားနော်အဲ့ဒါကိုပြောချင်တာဒီလားအဓိက online game တွေဒီသူ့ရဲ့ဘယ်လိုပြောမလဲ software ကုမ္ပဏီကဗျာသူတို့အချိန်ကုန်ခံပတ်စံကုန်ခံရေးထားတဲ့ software ဒီဘယ်တော့မှသူတို့အိတ်ကတည်းကပြန်နှိုက်မဲ့ software မဟုတ်ဘူးဒီလားသူတို့အမြတ်ပေးမဲ့ software ပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ကန်နဲ့ software ကလုံးဝမဟုတ်ဘူးသူတို့ရဲ့ကြိုတင်သတ်မှတ်ထားတဲ့ algorithm နဲ့ကျွန်တော်တို့ကကစားနေရတာအဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်နော်အားလုံးကျေးဇူးတင်ပါတယ်